အားလုံးပဲမင်္ဂလာပါဗျာအရန်စားလို့ကောင်းတဲ့ကစုံရတောက်နေလေးကိုမျှဝေလိုက်ပါတယ်နော်လောက်နေလေးရတဲ့တိတ်မခတ်တဲ့အတွက်ကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ရအောင်နော်အရင်ဆုံးကျွန်တော်တို့ကစုံရလေးတွေခြွေထားလိုက်ပါပေါ့နော်ကစုံရခြွေလို့ပြီးပြီဆိုရင်ကျွန်တော်တို့ကရေဆေးပြီးတော့နော်စကားလေးထဲမှာစစ်ထားလိုက်ပါဗျပြီးလို့ရှိရင်ကျွန်တော်တို့ကကြက်သွန်ဖြူလေးကိုစီချက်တက်ထားလိုက်ပါပေါ့နော်ပြတ်သွားတဲ့အနေအထားထိကျွန်တော်တို့ဆစ်ချက်တက်လိုက်မှာပေါ့နော်ဒီအနေအထားလေးရအောင်တော့ရပြီပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ရေနိုးတော့ထည့်ထားလိုက်မှာပေါ့နော်ရေဆူလာပြီးဆိုကျွန်တော်တို့ကစုံရက်လေးကိုထည့်လိုက်မှာပေါ့နော်ကစုံရက်ထည့်ပြီးရလို့ရှိရင်ဟိုဘက်ဒီဘက်လှန်လိုက်မှာပေါ့နော်အကြာကြီးထားစရာမလိုဘူးပေါ့နော်နည်းနည်းလေးနိုးသွားရင်ဆယ်ထုတ်ရပါဗျဆယ်ထုတ်ပြီးလို့ရှိရင်ကျွန်တော်တို့ကစကားလေးထဲမှာပြန်ဆက်ထားပေးလိုက်မှာပေါ့နော်ရေလေးဆင်အောင်လို့ပြီးတော့ရှင်ကျွန်တော်တို့ခရမ်းကျင်သီးလေးနဲ့ပပလှီထားပေးလိုက်တယ်ပေါ့နော်ဒီနေရာမှာခရမ်းကျင်သီးမကြိုက်သမားတွေကြတော့မထည့်လို့ရတယ်ဗျပြီးတော့ရှင်ကျွန်တော်တို့ငရုတ်သီးစိမ်းအတောက်လေးတွေပါလှီထားပေးလိုက်တယ်ပေါ့နော်ကျွန်တော်ကဒီနေရာမှာဆက်လေးစားခြင်းတဲ့အတွက်ငရုတ်သီးစိမ်းလေးတွေပါထည့်ထားလိုက်တယ်ပေါ့နော်ကဲကြီးကစုံရက်ထဲမှာပါဝင်မဲ့ပစ္စည်းတွေကတော့နော်ကျွန်တော်တောင်းထားတဲ့ပစ္စည်းတွေကဒါကတော့ခရမ်းကျင်သီးတွေပေါ့နော်ဒါကတော့ငရုတ်သီးစိမ်းတွေကျွန်တော်အဆက်လေးကြိုက်လို့နည်းနည်းသုံးထားတယ်ပေါ့နော်ဒါကတော့စီကြက်တွေပါဗျဒါကတော့ညီပဲဆန်ထောင်းလာတဲ့ဟာတွေပေါ့နော်ဒါကတော့ငါးငံပြာရည်လေးပေါ့ဒါကတော့ကျွန်တော်တို့မကြီးဖြော်ထားတဲ့ဟာတွေပေါ့နော်ဒီကောင်ကတော့ချုံမုတ်ဒါကတော့အသားမှုန့်တွေဖြစ်ပါတယ်ဒါကတော့ရုပ်ချက်မှုန့်ပေါ့နော်ကဲအားလုံးပြီးပြီဆိုတော့ကျွန်တော်တို့ကစတောက်လိုက်ရအောင်နော်ကဲစတောက်မယ်ဆိုတော့ကျွန်တော်တို့ခရမ်းကျင်ဒီပပလှီထားတာတွေထည့်လိုက်တယ်ပေါ့နော်ကျန်ငရုတ်သီးစိမ်းထည့်တယ်ဒါကတော့ညီပဲထောင်းလာတာတွေထည့်တယ်ပေါ့နော်ရုပ်ချက်မှုန့်ထည့်တယ်ချုံမုတ်ထည့်တယ်အသားမှုန့်နဲ့ထည့်တယ်ပေါ့နော်ပြီးရင်ငါးငံပြာရည်လေးနဲ့ပေါက်ထည့်တယ်ပေါ့ဗျာပြီးရင်ခုနစီချက်လေးပါထည့်တယ်ပေါ့နော်ဒီနေရာမှာပဲမုတ်ထည့်ချင်လည်းရတယ်ပေါ့နော်ပြီးလို့ရှိရင်မကြီးရည်လေးထည့်တယ်ပေါ့နော်ဒါချင်းလေးကြိုက်တယ်ဆိုတော့တမယာကြီးတောင်းလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့နှံ့ဆက်သွားအောင်နယ်လိုက်မှာပေါ့နော်အားလုံးတမသွားအောင်ပေါ့နော်မှုလိုက်မှာနော်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်ငံလေးမီတော့ရပြီပေါ့နော်အပေါ်ငံလေးမီတော့ကိုစိတ်ကြိုက်နေထားလို့ဆိုတော့ရပြီပေါ့နော်ဒါဆိုတော့ချင်းငယ်ဆက်လေးဒီတကစုံရက်တောက်လေးတစ်ပွဲတော့ရပြီပေါ့နော်ကဲထမင်းဘူးလေးနဲ့ပဲဆက်ဒီတိုင်းရင်တွေးဘူးလေးနဲ့ပဲတောက်နော်အဆင်ပြေတယ်ပေါ့နော်လောက်နေရတဲ့လွယ်ကူတဲ့အတွက်အားလုံးလိုက်လောက်စားကြည့်ရပါနော်အားလုံးကျေးဇူးတင်ပါတယ်ဗျာ